super active ပေါ့ super active အတွက်လုံလုံနေဆွဲနေရကွာအာယုံနဲ့အကုန်လုံးစိတ်ထဲမှာရှိတယ်ဟဲ့ငါဆုံးတော့ကအောင်မယ်အမအဲ့တဲ့ရောက်နေပြီဘာဖြစ်တယ်ညဖြစ်တယ်အကုန်လုံးတက်နဲ့လေအရန်ကိုနောက်ကတော့ဆွဲနေရတာအရန်မြန်လုံးလို့လေစိတ်တရားလို့အရန်နေရှေ့ရောက်တာလေအဲ့လည်းမကောင်းပါဘူးစိတ်အေးချမ်းတော့ကြအရန်အေးစေတယ်တခုဆိုလေဖြည်းဖြည်းနဲ့လှုပ်တယ်အဲ့လိုမျိုးကောင်းပါတယ်အဲ့လိုမျိုးမနေ့ရောက်စလုံးတားတွေဟိုဖြစ်နေလေရှေ့ရောက်နေလေအကုန်လုံးတိုက်မိကုန်မယ်လေအဲ့သူကတော့မိမကဒီလိုလေးလို့ဟိုလေးလို့အေးစေးလို့နောက်ကနေသူထိန်းချောင်းอ่ะကိုကရှေ့ရောက်နေအဲ့လိုမျိုးလမ်းရှောင်းရင်တော့ကိုကရှေ့နေနဲ့ရောက်အမြဲတမ်းအဲ့ဒါကျွန်တော်အဲ့လိုတွက်တာပဲကြိုက်တာလေအဲ့လို active တွေကြိုက်တယ်ကျွန်တော်ကအေးတဲ့လူဆိုတော့တွက်တဲ့လူကြိုက်တယ်လေသူကအိမ်မှာဆိုတခါကြောင့်ကိုမရှိဘူးဆိုအိမ်မှာတက်တယ်မလားနေသွားတာပါရှင်းတော့နားကြီးတာပေါ့ရှင်းတော့နားကြီးတာပေါ့တည်ရမလားမရှိတော့လေ तू လွမ်းတာအိမ်မှာအမမရှိလို့ရှင်ငိမ့်တိတ်ဆိတ်နာအမပြန်လာပြီဆိုလို့ဟာဘာဖြစ်တယ်ညာဖြစ်တာစူညံနေတာပဲအမျိုးစုံအမကအဲ့လိုမျိုးလေဆိုအိမ်မှာဟိုခေါင်းလောင်းကြီးပေါ့နော်ဆဲလဲလေးမဟုတ်တော့ဘူးလေတက်လာကြီးလာပြီဆိုအိမ်ကခေါင်းလောင်းကြီးဖြစ်တာမတူอ่ะဟုတ်တယ်အဲ့တော့ဆိုလေဘယ်လိုခေါ်မလဲဆိုတော့ခါကျနည်းနည်းဘယ်လိုပြောမလဲဆိုတော့နည်းနည်းလေးအဲ့တော့လည်းနည်းနည်းတိတ်ငါးနေရာနေမှာပေါ့နော်ပြီးတော့ဟိုနည်းနည်းကြောက်တာပေါ့ရွှေရှင်လောကဆိုကွာအဲ့လိုခက်တီတီနဲ့နေတာပေါ့နော်ဓာတ်ပုံရိုက်မယ်ဆိုလဲရိုက်မလားဆိုရိုက်မယ်ဆိုမှမင်းသားကတူလို့ကိုင်းတယ်ရိုက်ပြီဆိုတော့အဲ့လိုမျိုးဆိုရိုက်ချင်စရာကြီးလေကိုသားဆိုဘာကောင်မှလည်းမသိဘူးပေါ့နော်အမေရိကကကြိုကန်တာကြောက်ပြီးတော့လေကြိုကန်တာမင်းသားရင်းနဲ့ဆိုရင်လည်းအဲ့လိုမျိုးအခုနောက်ပိုင်းသိသွားတော့တို့တွေကကို့ညီမလေးတယောက်လိုချစ်သွားအရင်တော့ကြော်ဒီကောင်မှဘာလို့သူ့လည်းဘာလို့ဘာလို့မှကြာတာပေါ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုကိုသားကြီးတို့ဘာလို့ဆိုလို့ရှိရင်အဲ့လိုပဲစကားရိုက်နေတယ်ဆိုလဲလေကွာမင်္ဂလာဆောင်တဲ့ခန်းသားရိုက်ပြီးွားရလဲကိုသူ့လည်းစကားမျိုးကွက်လှဲ့နေခုနကလည်းခေါ်လည်းမခေါ်ဘူးဟဲ့အဲ့လိုမျိုးကြီးသီလားမကောင်းလေကိုအမှန်တကယ်ကိုကဂျူနီယာစီနီယာတို့လေးစားရမယ်ဟိုအဲ့လိုမလားဟိုအဲ့လိုမျိုးဟုတ်ဖ ೇನೆ ကိုကအရန်ကိုပဲတွေအရန်အပြည့် full lot beam ဖြစ်နေအရန်တို့ခြေနေသူဖြစ်နေအမှန်တကယ်ကြောက်နေတာအဲ့လိုမျိုးတွေဖြစ်နေတာပေါ့နော်အခုကျတော့ဒါဟိုနိပညာနယ်ပယ်မှာလဲကိုကကြာသွားပြီဆိုတဲ့အခါကျတော့ဒီကိုလူမင်းတို့ဘာလို့အကုန်မောင်နှမတွေလို့ဒါပေမဲ့ကိုလူမင်းနဲ့လည်းအရင်ကတည်းကလည်းဟိုဖြစ်ပါတယ်အစင်ပြေတဲ့ထဲမှာပါပါတယ်မင်းသားထဲမှာတချို့ဆိုအစင်မပြေဘူးကိုမကြည့်မရဘူးပေါ့နော်ဘာကောင်မှလည်းဆိုအဲ့လိုတော့ဖြစ်တာပေါ့နော်တောင်းပန်ပါတယ်အားလုံးစတွေ့တော့ပြေတယ်စတွေ့တော့ဆိုတော့ तू ကနည်းနည်းသုံးဝင်တူတာပဲရှိရနော်ဟုတ်တယ်မလားဟိုဘာလို့သုံးဝင်တူတာဟဲ့ तू မမြင်ရတဲ့ခါကြာသေးတယ်ဘွားဆိုတော့လေချစ်တော့လေနော်ဒါထုံးတယ်နဲ့သုံးဝင်တူတာပေါ့ပြောတော့ဘယ်သွားမှလဲလူတိုင်းလည်းသူ့ကိုတူကြတာပဲနော်ဟုတ်လားကိုတော့သူ့ဘယ်သွားမှလဲဘာလုပ်မှလဲဘယ်သူနဲ့တွေ့မှလဲအဲ့လိုသူ့မှာလည်းမမြင်ရဘူးလေအဲ့တော့ဖုန်းတွေပါတွေကလည်းဟန်ဖုန်းတွေလည်းမပေါ်သေးဘူးပြီးတော့အဖေမေတွေကလည်းဖုန်းကမပြောရဘူးသူဘယ်လောက်ရောက်လို့ရောက်နေမှမသိတော့စိတ်ပူနာပေါ့ဟဲ့အဲ့လိုမျိုးပေါ့ခုကျတော့မပူတော့မမေးတော့ဘယ်သွားတော့မမေးတော့ကြောက်သွားပြီလေစိတ်ရောက်အခုကျပြန်လာပြီဘယ်သွားတယ်ပြောရတယ်ဘယ်သွားလဲမမေးတော့ဘူးဘယ်လိုလုပ်လဲအဲ့ဒါပြပြယူဘလို့ကိုလိုက်ခဲ့ဆိုတာနှောင်နေတော့နင်တို့မွေးနေ့ကိစ္စမမေးပါနဲ့မေးမှလည်းမသိမွေးနေ့လူတဲ့ယူရချက်ပါမေးဘူးနော်ယူစားဟာတွေလာမေးနင်တို့နော်နင်တို့တွေဟုတ်ပါဘူးခက်တာပေါ့ तू ကကြတော့အเจ้าမှာ queen ဆိုတော့လေလိုက်တဲ့လူကအများကြီးဆိုတော့ကိုကလည်းပညာတွေသုံးရတာပါလူလဲ तू ကအများကြီးလို့မနောက်ကနေကားတွေတန်းစီလိုက်လို့ကားတွေအရန်များတယ် तू အဲ့လိုမလိုက်တော့တစ်ဖက်လက်နဲ့ပေါ့အမျိုးတွေနဲ့ तू ကပဲစိတ်ဝင်စားပဲနဲ့လာပြီးမျိုးတွေကိုလိုက်ပို့ရပါတယ်ပေါ့အဲ့မကစိတ်ဝင်စားပါခုနောက်ကိုကားတွေနဲ့လိုက်နေဆိုလို့ရှင်တော့ကားတွေအများကြီးတွေကတစည်းပေါ့စိတ်ဝင်စားမှာမဟုတ်အဲ့လိုလဲတယ်အေးသလိုနဲ့ तू လဲတယ်ငါတဲ့လဲတယ်ဘလို့ကြွေွားလဲဆိုနင်တို့ကလည်းတော်ပါပြီကြက်ပါရွေးတော်ပါအတရက်မေးရှက်လာပြီလေသမီးပဲပြုံဖြစ်နေပြီခုကလာမေးနေကျွေွားတဲ့ချက်အဲ့ဒါ top secret နောက်မှကြုံမှပြောမယ်အဲ့လေပြုတ်ဝတ်ထားလိုက်မယ်ချစ်ပရိတ်သက်ကြီးလဲသိစင်နေမှာပါတကယ်ကြတော့ပြောပြမယ်ခုမပြောသေးဘူးပြောနေယောက်ျား